မရဲ့ဆိုင်ရဘယ်နေရာမှာလဲလို့မေးတဲ့တဲလေးတွေကိုအမကဒီကနေပြောနေတယ်နော်အမကနေတဲ့မြို့ကကျတော့ចောင်းဖုံးဟုတ်တယ်ပေါ့နော်တချို့ကရွှေလီထင်ရနော်ဒါမှចောင်းဖုံးမှာပါရှင်ဒီအထည်ချုပ်စက်ယုံလေးပေါ့နော်ဒါညာဈေးတဲ့အဲ့ဘက်မှာအောင်ရောင်းတယ်ညနေဟိုပါပေါ့6နာရီလောက်ကနေပြီးမှအမကဒီမှာ10နာရီခွဲ17နာရီလောက်ဒီဘက်မှာရှိပါတယ်ပေါ့နော်ဒီမှာဆိုင်မှာလည်းလာဝယ်လို့ရတယ်နောက်တစ်ခုကကျတော့အမလိုက်ကလေးလည်းလွှင့်ပြီးတော့ရောင်းပါတယ်ရှင်အဲ့တော့လိုက်လွှင့်နဲ့လိုက်မှာရောင်းတဲ့ဟာလေးကကျတော့ပြောချင်တာအဲ့ဒါလေးပေါ့နော်အဓိကတော့လိုက်မှာရောင်းတဲ့ခါကျတော့တစ်ခါတလေကြလို့ရှိရင်ကိုကအထည်ကိုပေးလိုက်တယ်အထည်မတော်တာပဲဖြစ်ပေါ့နော်ကိုစိတ်တိုင်းမကြလို့ပြန်လဲကျင်လို့ရှိရင်တော့လဲတဲ့သူကခွဲတီကတဲလီရိုမစီကိုပို့ရင်30ကုန်မယ်နော်အမကပြန်တင်မေး30ကုန်မယ်အဲ့ဒါ20ရကျတော့တဲလီရိုပတ်စံထွက်ကမှာပေါ့နော်တချို့ရှိတယ်ပေါ့နော်ဥမာအမကိုကြက်တဲတဲ့လဲပေးဆိုလို့ရှိရင်အမကလဲပေးမယ်ဆိုပြီးတော့မှခွဲတီဒီဆိုလို့ရှိရင်တချို့ကကြတော့ပတ်စံပြန်လိုချင်ကြတာပေါ့နော်အဲ့တော့ကြတော့ဒီပစ္စည်းပတ်စံပြန်လိုချင်တယ်ဆိုတော့အရင်တော့ကလည်းအမ်းပေးတယ်ဆိုပေမဲ့ပေါ့နော်နောက်ပိုင်းကျတော့ကိုစင်နီယာတွေကိုယ်တိုင်ကဗာပြောလဲဆိုတော့အရင်ကိုတက်အရင်ဒီအထည်လေးလုံငန်းကိုလုပ်တဲ့သူတွေကဗာပြောလဲဆိုသူတို့ကကြတော့ပစ္စည်းပဲလဲပေးတယ်ပတ်စံပေးစရာမလိုဘူးနော်ဒါလူတိုင်းမှာဒီလိုမျိုးရှိပါတယ်မယုံလို့ရှိရင်လည်းတဲလေးတို့မေးကြည့်လို့ရတယ်ပေါ့နော်ဒါအမတယောက်တည်းလုပ်တဲ့ဟာမဟုတ်ဘူးအဲ့တော့ဆိုတော့ပစ္စည်းကကြတော့လဲပေးပတ်စံကကြတော့ဒီလိုခွက်တီကကြတော့တဲလေးတို့ဘက်ကအသွားပြန်ကုန်မှာဒါကတော့လုံးဝဒါဟုတ်ဒီလိုမျိုးပဲပေါ့နော်တချို့ကကြတော့လည်းအထင်လွဲတယ်နော်လှုပ်စားကြတယ်အမတို့ဒီနေ့ပေါ့နော်ဒါ customer တယောက်ကလှုပ်စားကြတယ်ဆိုအမတို့လှုပ်စားအမတို့ဒီခွက်တီကားတွေအမတို့မယူဘူးနော်အမတို့အိတ်ကတည်းရောက်တာမဟုတ်ဘူးခွက်တီကားဒါတဲလေးတို့စိတ်တိုင်းမကြလို့တဲလေးတို့လဲတဲ့အတွက်ကိုကတော့ကုန်ပါပဲလေဒါအမတို့လည်းအတူတူပဲတစ်ခါတလေအမတို့ပြင်းတော့ကနေဥမာပစ္စည်းတစ်ခုဝယ်နေတော့မှပစ္စည်းကကိုမကြိုက်ဘူးဆိုလို့ရှိရင်အမတို့ခွက်တီကားပြန်ကုန်ရတယ်တဲလေးတို့ရယ်နော်အဲ့လိုမျိုးလေးတွေရှိတာပေါ့ဒါကြောင့်မို့မပြောချင်တာပေါ့နော်တကယ်လို့ကိုမဝယ်ခင်တည်းကပေါ့နော်မတို့ခါဆိုင်ရင်ဆိုင်အဲ့လိုမျိုးတိတိကျကျလေးပြောပေးကိုစိတ်ကြိုက်ဝယ်သွားပြီးတော့မှပြန်လဲမယ်လို့ပြောတော့ကိုကခွက်တီလိပ်စာလည်းပေးလိုက်ကောအမလည်းတဲ့ပစ္စည်းရောက်တော့ပတ်စံလိုချင်တယ်ဆိုရင်တော့မရပါဘူးနော်ဒါအမတယောက်တည်းလောက်တာလည်းမဟုတ်ဘူးပြီးလို့ရှိရင်အမတို့ဒါတချို့ဆိုလို့ရှိရင်အဲ့လိုကိုကိုလှုပ်စားတယ်ပြောတာအမတို့လည်းဒါဒီပတ်စံအမတို့ဒီခွက်တီခါတယ်အမတို့ရတာမဟုတ်တာတဲ့ဟုတ်တယ်မလားပြောလို့ရှိရင်လည်းအမတို့ဆိုလို့ရှိရင်ဒီအထည်တွေလောက်တယ်ဒါတစ်ပိုင်းတစ်နိုင်ပေါ့နော်ဒီဖြင်းတော့တို့ဘာလို့ကျစိတ်ရုံနဲ့လောက်တော့အမတို့တစ်ပိုင်းတစ်နိုင်လောက်တယ်အမတို့လည်းလက်ကားတော့ပေးတယ်ဒါပေမဲ့ဖြင်းတော့တို့နဲ့တော့ရှင်လို့မရဘူးပေါ့နော်အဲ့မှာကျတော့တကယ်စိတ်ရုံကအထည်တွေလေနော်စိတ်ရုံအထည်တွေကျတော့တို့တွေကတကယ်အများကြီးလောက်တဲ့အခါကျတော့လေဒီလိုမျိုးလေးတော့ရှိတာနောက်တစ်ခုကကျတော့အမတို့ဒါမြန်မာပြည်တယ်နဲ့ဒီတရုတ်ထည်နေဆိုလည်းမတူပါဘူးလို့နော်ဈေးတက်တာလို့ရှိရင်တက်တာတဲ့အလျာပေါ့နော်ဒါတရုတ်ထည်တွေမှာလည်းဈေးကျင်လည်းကြီးတဲ့အလျာဒီလိုကတော့ quality လည်းကွာမှာပဲပေါ့နော်အဲ့လိုဝန်ဆောင်မှုလည်းကွာမှာပဲပေါ့နော်ဒီလိုမျိုးပေါ့အမျက်တင်ထားသလိုဒါတော့အမတို့ကကြတော့ဒါအမျက်လည်းအများကြီးမတင်တာတော့ခွက်တီကကြီးအထဲထဲမှာနင့်ပြီးတော့မှအမခွက်တီကအပီးစီးလဲရောင်းပေးလို့မရလို့ပါနော်ဒါကြောင့်မို့ဒဲလီတို့စဝယ်မယ်လို့စဉ်းစားပြီးဆိုလို့ရှိရင်အမကိုအဲ့လိုခါးဆိုင်လေးရင်ဆိုင်လေးအတိအကျလေးပြောပေးပါရှင်အားပေးတဲ့တယောက်ချင်းစီကိုအမအကျဉ်းကျေးဇူးတင်ပါ